Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အပြုံးတစ်ခါမှမစားဘူးသေးတဲ့ဝက်လက်ဖက်ဟင်းလေးကိုချက်စားမှာပဲဖြစ်ပါတယ်ရှင်ကဲမချက်ဘူးတဲ့ချစ်တို့အတွက်လည်းချက်စားလို့ရအောင်ချန်နီးလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်အရင်ဦးဆုံးဝက်သားလေးကိုရတာနှက်ပါမယ်ရှင်စားရဲ့ချူမုံရဲ့စနွေးမုံရဲ့နဲ့ပဲငပြိုင်အကြီးအနှဲငယ်ထည့်ပြီးတော့နိုင်ရွက်လောက်နှက်ထားပါမယ်ရှင်ကဲပြီးရင်တော့ကြက်သွန်ပြူကြက်သွန်လေးနဲ့ဂျင်းထောင်းထားတာလေးတွေကိုစီတက်ပါမယ်နော်ကဲပြီးရင်တော့ငရုတ်သီးအယောင်တင်မုံလေးအနှဲငယ်ပဲထည့်ပြီးတော့စီတက်ပါမယ်ရှင်အပြုံးကတော့နည်းနည်းလေးပဲထည့်ထားပါတယ်နော်ကဲစီတက်ပြီးပြီဆိုရင်တော့ဝက်သားနှက်ထားတာလေးတွေကိုထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့အနှဲငယ်လေးလုံးပေးလိုက်ပါမယ်နော်ကဲဝက်သားလေးတွေကိုလုံးပြီးတော့စီပြန်လာတဲ့ဒီချက်ပေးလိုက်ပါမယ်ရှင်ကဲဝက်သားလေးတွေလည်းလုံးပြီးတော့စီပြန်လာပြီဆိုရင်တော့ရေလေးထည့်ပေးလိုက်ပါမယ်ရှင်ဒီကတော့မိမိလိုအပ်တဲ့လောက်ထည့်နိုင်ပါတယ်ရှင်ကဲရေလေးတွေစီလာပြီဆိုရင်တော့အရသာပေါင်ကန်လေးမြည်ပေးလိုက်ပါမယ်ရှင်အပြုံးကတော့ဘာမှမလို့ဘာမှထပ်မထည့်တော့ပါဘူးเนาะကဲရေလေးနဲ့ငယ်ခန့်အောင်ထပ်တည်ထားတော့မှလက်ဖက်ကလေးထည့်ပါမယ်ရှင်လက်ဖက်ထဲကိုငရုတ်သီးစိမ့်လေးရဲ့တံမြာသီးတစ်လုံးနဲ့အပြုံးကတော့ညှစ်ထည့်လိုက်ပါတယ်ရှင်ဒီနေရာမှာတံမြာသီးထည့်ရင်တော့ဟင်းကတော့ခါမသွားပါဘူးเนาะတချို့တွေကခါမှာဆိုရင်လို့ပါရှင်ကဲရေလေးတွေလည်းနဲ့ငယ်ခမ်းပြီဆိုရင်တော့လက်ဖက်ကငရုတ်သီးစိမ့်လေးရဲ့တံမြာသီးလေးတွေကိုထည့်လိုက်ပါတယ်ရှင်ထည့်ပြီးရင်တော့တမအောင်မွေးပြီးတော့ရေလေးခမ်းတဲ့အထိထည့်ချက်ပေးလိုက်ပါမယ်နော်ကဲရေလေးတွေလည်းနဲ့ငယ်ခမ်းပြီဆိုရင်တော့ကြက်သွန်ပြူလေးတွေကိုအုပ်ပေးလိုက်ပါမယ်ရှင်ကဲအခုဆိုရင်တော့အသားမှာဝက်အရွက်မှာလက်ဖက်ဆိုတဲ့အတိုင်းအကောင်းဆုံးတစ်ခုကိုပေါင်းဆက်ထားတဲ့အရန်ကိုစားလို့ကောင်းတဲ့ဝက်လက်ဖက်ဟင်းလေးရပါပြီရှင်ကဲမစားဘူးသေးတဲ့ချစ်တို့လည်းလိုက်ချက်စားကြည့်ပါနော်အပြုံးရဲ့ဗီဒီယိုတစ်ခုချင်းစီတိုင်းကိုကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်အပြုံးရဲ့ဗီဒီယိုလေးတွေကိုလည်းကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and share လေးလုပ်သွားပေးကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်တတား